ဆက်ယုံမှာမိသားစုဝါဆိုသင်္ကန်းကတ်လူဒါနာပြုလုပ်ခဲ့တဲ့ခိုင်သင်းကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေရဲ့အချက်တော်အကယ်ဒမီခိုင်သင်းကြီးကတော့မင်္ဂလာရှိတဲ့ဝါဆိုလအခါသမယမှာမိသားစုပိုင်ဆိုင်တဲ့ကိုရန် KTK ကားမန်အထည်ချုပ်ဆက်ယုံမှာပဲတန်ကတော့အရှင်သူမြတ်များကိုကြီးညိုတရားထက်သန်စွာနဲ့ဝါဆိုသင်္ကန်းနဲ့လူပွဲဝတ္ထုအဆူဆူတော်ကိုကတ်လူဒါနာပြုခဲ့တာပဲဖြစ်ပါတယ်မခိုင်လေးတို့မိသားစုဟာဆက်ယုံဝန်ထမ်းတွေနဲ့အတူစိတ်နှလုံးအေးချမ်းစွာနဲ့မော်မြလာတဲ့ဝါဆိုသင်္ကန်းဆက်ကလူရန်ပွဲကိုစီကားတိုင်းမြိုက်စွာကျင်းပခဲ့ပြီးလူရန်ခဲ့တဲ့အမတ်တရားကုသိုလ်ယူပုံရိပ်လေးတွေကိုလည်းချစ်ခင်ရတဲ့ပရိသတ်တွေအမျှဝေတာတို့ခေါ်ဆိုနိုင်မှုအတွက်မျှဝေပေးလာခဲ့တာလည်းဖြစ်ပါတယ်။ဆက်ရုံဝန်ထမ်းတွေနဲ့အတူတူတပြောတပါကုသိုလ်ယူခဲ့တဲ့သူတို့မိသားစုရဲ့ကြည်နူးဝေရပုံရိပ်လေးတွေကြောင့်ကြည်ရသူပရိသတ်တွေရဲ့ရင်ထဲမှာလည်းအတိုင်းမသိပီတိဖြစ်ခဲ့ကြရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကရောဆက်ယုံမှာမိသားစုဝါဆိုသင်္ကန်းကတ်လူဒါနာပြုခဲ့တဲ့ခိုင်သင်းကြီးတို့မိသားစုလေးအပေါ်ဘယ်လိုမျိုးမြင်မိကြလဲဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။